ဒီနေ့ဆရာတင်မဲ့အကြောင်းအရာဘာလေးလဲဆို Kindness နော် Kindness ဆိုတာဘာလဲဆိုရင်လောကဆိုတဲ့အဓိပ္ပာယ်ရပါတယ်အဲ့ဒီ Kindness ဆိုတဲ့စကားလုံးကKindness လို့ပြောလိုက်မယ်ဆိုရင် Kindness ဆိုတာဘာလဲဆိုတော့တို့ဆက်ပြီးတော့လေ့လာပါမယ်Kindness နဲ့နော်အဲ့လောကတစ်ခုမှာဆိုရင်အဲ့လောကတစ်ခုဟာဆိုရင်တဲ့ is a subdivision အခွဲတစ်ခုဖြစ်ပါတယ်တဲ့ of its domain နော် domain တစ်ခု domain ဆိုတာလည်းအဓိကအုပ်စုကြီးအစုရဲ့ဗာလဲဆိုရင်အခွဲတစ်ခုဖြစ်ပါတယ်နော်အခွဲတစ်ခုဖြစ်ပါတယ်တဲ့the living thing အသက်ရှင်နေတဲ့သက်ရှိတွေကိုဆိုလို့ရှိရင်တဲ့အသက် living thing အသက်ရှင်နေတဲ့သက်ရှိတွေကိုတဲ့ classify နော်အမျိုးအစားခွဲခြားမယ်and ပြီးတော့ place နေရာချပါတယ်တဲ့ဘယ်လိုနေရာချလဲဆိုရင် in one of the six Kindness နော်လောက6ခုအဲ့ဒီ6ခုရှိတဲ့ထဲမှာ one တစ်ခုစီနော်တစ်ခုစီအဲ့တော့ Kindness ဘယ်နှခုရှိလဲဆိုရင် Kindness 6ခုရှိရဲ့အဲ့ဒီ6ခုကိုတဲ့တစ်ခုစီနေရာချပြီးတော့တဲ့အမျိုးအစားခွဲခြားထားပါတယ်တဲ့နော်ခွဲခြားထားတာကိုတွေ့ရပါတယ်တဲ့နော်ခွဲခြားနိုင်ပါတယ်the three domain နော်အဓိကအုပ်စုကြီး3ခုရှိပါတယ်တဲ့အဲ့ဒီအုပ်စုကြီး3ခုကဘာလဲဆိုရင် Padiya Ashira and Yukara ဆိုပြီးတော့တဲ့အုပ်စုကြီးဘယ်နှခုရှိလဲဆိုရင်3ခုရှိပါတယ်တဲ့အဲ့ဒီအုပ်စုကြီး3ခုอ่ะဆိုရင် time pass နော်ကွဲထွက်နေပါတယ်တဲ့ဘယ်လိုခွဲနေလဲတော့အားလေးစောကလေးကအဲ့ဒီအုပ်စုကြီးတစ်ခုကခွဲခြားပြီးတော့တည်ရှိနေတာပဲဖြစ်ပါတယ်တဲ့ဘယ်မှာလဲဆိုရင် in the history of life တက်ရှိရဲ့ life လို့ပြောတယ်တက်ရှိရဲ့ history เนาะတမိုင်းရောက်မှာဆိုလို့ရှိရင်တဲ့ဟိုအစောကြီးကလေးကเนาะသူတို့ကကွဲပြားပြားရှိနေတာကိုတွေ့ရပါတယ်เนาะဒီအုပ်စုကြီးသုံးခုကတို့ဟိုတက်ရှိရဲ့တမိုင်းကြောင်းကြည့်လိုက်မယ်ဆိုရင်ဒီအုပ်စုကြီးသုံးခုเนาะ domain သုံးခုอ่ะဆိုရင်တဲ့အစောကလေးကကွဲပြားပြားရှိနေတာကိုတွေ့ရပါတယ်ပြော subsequently တစ်ဆက်ထဲမှာပဲတဲ့เนาะ many new kind of organism เนาะ many များစွာသော new kind of organism เนาะအသစ်တွေမျိုးစားအသစ်တွေ organism နဲ့တက်ရှိအမျိုးစားအသစ်များစွာကလည်းပဲတဲ့ had evolved เนาะအဲ့ဒီထဲမှာဘာဖြစ်နေလဲဆိုရင်ပါဝင်နေပါတယ်တဲ့ in all these Kindness ဒီအုပ်စုကြီးအုပ်စုเนาะအုပ်စု A လောကအသီးသီးမှာဆိုလို့ရှိရင်တဲ့ had ရှိเนาะဆောင်းလာပြောတယ် Kindness ဘယ်နှခုရှိလဲဆိုရင်6ခုရှိရဲ့အဲ့ဒီ6ခုမှာဆိုရင်တဲ့ had နော်သူတို့မှာပိုင်ဆိုင်ပါတယ်ရှိနေပါတယ်တဲ့ its own set of characteristic သူတို့ရဲ့ပါလဲဆိုရင်ကိုယ်ပိုင်ဝိသေသလက္ခဏာတွေကိုလည်းပဲတဲ့သူတို့မှာပိုင်ဆိုင်နေတာကိုတွေ့ရပါတယ်